အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ကျောဆရာရဲ့ကတော့ vlog လေးရိုက်တာပေါ့နော်ဒါကျွန်တော်တို့တေဖြူလမ်းမကြီးပေါ်ကျွန်တော်ပီတိစေကန်းနဲ့အနီးတစ်ဝိုက်မှာရှိတယ်ပေါက်ဆန်းဆိုတဲ့ကျွန်တော်တရုတ်စားဆိုင်လေးပေါ့နော်အခင်းချင်းကျွန်တော်တို့ customer service အကုန်လုံးဒီပါကိုကျွန်တော်တို့ဆရာတပည့်တွေအရှမ်းကြိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့အခုစားဖို့ပြင်နေပါပြီကျွန်တော်တို့လုံးဝရှယ်ကျွန်တော်အဆက်ကြိုက်တဲ့လူဆိုရင်အဆက်မှလို့ရတယ်လို့ကျွန်တော်တို့အဆက်သိမ့်မစားနိုင်တဲ့လူကြတော့အဆက်လျှော့ပြီးမှလို့ရပါတယ်ခင်ဗျာစားဖို့နဲ့ရက်ကနေပြီးတော့တလားထီကိုကျွန်တော်တို့ဆိုင်မှာဆိုင်လေးမှာကြတော့ကျွန်တော်စီးကြိုရွေးလေးချမ်းဆိုလေ free တိုက်တယ်နော်ကျွန်တော်လည်းကျွန်တော်ဆရာဆိုရင်အခုကျွန်တော်ဆရာဆိုရင်ဒါကျွန်တော်သဘိုးနေတော့မယ်နော်ကျွန်တော်လည်းသဘိုးနေအောင်မျိုးစုပ်နေကြတာကျွန်တော်ဆရာတပည့်တွေလုံးဝကျွန်တော်ဆရာဆိုရင်မဲသားခေါက်ဆွဲကျွန်တော်ဆိုရင်ကြက်သားခေါက်ဆွဲလုံးဝကျွန်တော်လုံးဝ share ပြင်းပါတယ်ကျွန်တော်ဆရာကတော့အာလူယူကြိုက်ပါပြီအာလူယူကြိုက်ပါပြီနော်ကျွန်တော်ဆရာကတော့ကောင်းတယ်လက်မတွေဆက်ဆက်ထောင်းတယ်ကျွန်တော်ဆရာတော်ကောင်းတယ်ပြောတယ်နော်ကျွန်တော်ဆရာကတော့တော်ကောင်းတယ်ပြောနေပါတယ်ခင်ဗျာကျွန်တော်လည်းအမဲသားပတ်ကြီးကိုကိုင်ပြီးကောက်ဝါပလိုက်ပါတယ်လုံးဝရှက်ဆက်တယ်ဒါပေမဲ့ဆက်တဲ့အရာတောင်မှကျွန်တော်ထိမိတယ်ပေါ့နော်ကျွန်တော်ဆရာကိုင်တယ်ပစုံကိုင်ပြလိုက်ပစုံကိုင်တယ်ထဲတော့မယ်ပါဇက်တဲ့မသိခင်သူကကင်မရာကိုပြတယ်ဗျကျွန်တော်ဆရာ fee ပေါ့နော်အဲ့ဒါကတော့ကျွန်တော်ဆရာတပည့်နေက vlog လေးရိုက်တာပေါ့နော်ဝါပလိုက်တယ်ပစုံပါအခုတစ်ပိုင်းခွာမနေတော့ရှုပ်လို့တဲ့ဝါထည့်ပလိုက်တယ်ကျွန်တော်လည်းဒီဘက်မှာသဘိုးနေအောင်ခောက်ဆွဲတွေကျုံးတယ်နော်ကျွန်တော်ဆရာတပည့်နေအောင်ဝါကြိတ်ခဲ့ပါတယ်ဗျာအဲ့ဆိုင်လေးမှာကျွန်တော်တို့အရန်ကြိုက်လို့ကျွန်တော်ဒါ review လုပ်ပေးတဲ့ဆိုင်လေးပေါ့နော်အရန်ရတာရှိတယ်အရန်စားလို့ကောင်းပါတယ်ခင်ဗျာတောက်ရောက်စားကြည့်ဖို့လည်းဖိတ်ခေါ်ပါတယ်ကျွန်တော်ဆိုင်လိပ်စာလေးကကျွန်တော်တို့မင်္ဂလာတောင်ကျိုးမြို့နယ်တိမ်ဖြူလမ်းမပေါ်မှာပီတိစေကန်းနဲ့ကျွန်တော်နှစ်ဆိုင်30လောက်တော့ချမယ်ဗျအဲ့မှာဆိုင်လေးကတရှိပါတယ် customer service ပိုင်းလည်းအရန်ကောင်းပါတယ်ခင်ဗျာ customer အရန်ကယူဆိုင်တဲ့ဆိုင်လေးဖြစ်ပါတယ်ကျွန်တော်တို့အခုဒါကျွန်တော်ဆရာစားတဲ့ဟာဆိုရင်ဒါကျွန်တော်ဖတ်ထုတ်ပြုတ်ပေါ့နော်ဖတ်ထုတ်ရွက်ကစပြီးတော့ဖတ်ထုတ်တာဒီလုံးဝနူးညံ့ပါတယ်ခင်ဗျာလုံးဝရှယ်အရသာပိုင်းဆိုရင်တော့ကျွန်တော်ပြောစရာမလိုအောင်ကောင်းပါတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာလေးတစ်ခုကအဆက်စားရေးဆက်လေးလို့ပြောမှလို့ရတယ်လို့ကျွန်တော်အဆက်လျှော့ခြင်းလဲအဆက်လေးလျှော့ရပါဆိုရင်ပြောမှလို့ရပါတယ်ဆိုင်ရှင်တွေလုံးဝတဘောကောင်းတဲ့ဆိုင်ရှင်တွေဖြစ်ပါတယ်တော့အားလုံးကျေးဇူးပါကျွန်တော်တို့မူသားမိခင်စိတ်ခင်နဲ့ကျွန်တော်ဆရာတိုင်းကားတွေကကျွန်တော် vlog လေးတွေလိုက်ရိုက်ပေးပါတယ်ခင်ဗျာအားလုံးကျေးဇူးပါကျွန်တော်တို့မူသားမိခင်စိတ်ခင်ရပါခင်ဗျာ